ရှင်များအားလုံးပဲမင်္ဂလာပါရှင်။ကိုယ်စိတ်နှလုံးကြည်သာရှင်ပြရှိကြပါစေလို့ဥစပနာမဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဒီနေ့ဖြုတ်ဖပြပေးမယ့်ဝတ္ထုတိုလေးကတော့စာရေးသူဆီယမကျူးရဲ့ဆဲတဲ့သူများနဲ့တညက်နေဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်။စာအုပ်စာပေကောင်းများကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ဖြူရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေ။ကဲဒါဆိုရင်တော့ဝတ္ထုတိုလေးကိုနားဆင်ကြည့်ပါအောင်နော်စီးလိမ့်မီခိုးများတစားတစားပါးလျကပျောက်ကွယ်သွားပြီကွင်းတစ်ခုလုံးတပ်ဝင်လှုပ်ရှားနေခဲ့တော့ကစားသမားတို့ရဲ့လှုပ်ရှားမှုများသည်ပျောက်ကွယ်သွားပြီအော်ဟစ်ဆဲဆူသမျှနဲ့စူညံနေခဲ့တော့ကျမပတ်ဝန်းကျင်မှာလူမရှိတော့တော့ထိုင်ကုန်လို့များသာကြံတော်သည်ကစားကွင်းမခင်းပြင်သည်အခုတော့တိတ်ဆိတ်လျက်ရှိသည်ထွက်ပေါက်တွင်တရွေ့ရွေ့တိုးထွက်နေကြတော့လူအစုအဝေးများရှင်းသွားသည့်အထိစောင့်ရင်းနဲ့ကျမတို့နှစ်ယောက်ထိုင်ကုန်များစီမှတဖြည်းဖြည်းဆင်းလာခဲ့ကြသည်ဘောလုံးပွဲပြီးသွားတော့လေကျမစိတ်ထဲမှာလွတ်လပ်ပေါ်ပါမသွားပါကျမမျှော်လင့်သည့်ကစားကွက်မျိုးမမြင်တွေ့ရပြီပဲလားကျမအာရုံတွင်ယခုတိုင်ဆွဲတင်လျက်ကြံ့ရစ်နေသောဥရောပတကွန်ဆိုင်ပွဲရဲ့ဘောလုံးကစားဟန်များကြောင့်ပဲလားဤခြေစမ်းပွဲကိုကျမအားမရပါဘောလုံးပွဲကြည့်နေသည်ဟုလည်းမခံစားရပါဒီကြားထဲမှာကန်ဆိုးစွာကျမတို့အနီးမှာလူတချို့ကဘောလုံးသမားများကိုပြစ်ပြစ်နစ်နစ်နဲ့အော်ဆဲနေသောကြောင့်ကျမစိတ်ပြက်နေကြရသည်သိမ့်မရိုင်းတာပဲဟုလှုပ်ခနဲ့ရေရွချမိတော့မောင်ကကျမလက်ဘွားကိုတတိပေးတယ်လို့နဲ့စုံညက်သည်ကျမတိတ်ဆိတ်စွာမျိုးသိတီးခံ၍ဆက်လက်ကြည့်ရှုခဲ့ရသည်သို့တော့နောက်ထပ်10မိနစ်ကြာတော့ကျမနာကလူတွေအော်ဟစ်ဆဲရကြပြန်သည်ကျမရုတ်တရက်ထပြန်ရမယ်စိတ်ကူးမိပြီးတော့မောင်ကိုတိုင်ပင်မိသည်မောင်ကမပြန်ချင်ခဲ့ပါဆဲချင်တဲ့လောက်ဆဲပါစေကွာမကြားချင်အောင်စောင်းနေလိုက်ပေါ့သူတို့ဘဲတုံးနေတာဆဲချင်နေမှမသိတာယောက်ျားတော်များများကဒီလိုပဲကွာဘောလုံးပွဲမှာလာလာဆဲကြတာပဲအဲ့ဒီယောက်ျားအမျိုးစားရည်ထဲမှာမောင်းပါလားကျမကဤကဲ့သို့မယုံသင်ကမေးမိတော့မောင်ကမျက်မှောင်ကျုပ်၍ညှင်းခဲ့သည်ကြံကြီးစီရကွာကိုဘယ်တော့ကဆဲတတ်ဘူးလို့လဲအဲ့ဒီလိုအောက်တန်းကြတဲ့အစားနဲ့ကိုမပါဘူးသူ့ကိုယ်သူဂုံတင်လိုစိတ်နဲ့ကာကွယ်လိုက်တော်စကားသည်အခြားလူအမျိုးအစားကိုစော်ကားလိုက်တယ်လို့ဖြစ်သွားသည်ဟုမောင်ကတော့တွက်ဆဟန်မတူပါမောင်စကားကိုသူတို့ကြားပြီးရံဖြစ်မှထိုးကြိတ်မှစိုးရိမ်မိသွားသောကြောင့်ကျမချက်ချင်းပဲတိတ်ဆိတ်သွားရသည်သို့တော်ထိုးအုပ်စုသည်ကျမတို့ရဲ့စကားကြိတ်တီတူပြောတဲ့တွေကိုကြားဟန်မတူပါကျမကြည့်နေရသည့်ကစားပွဲကိုအာမလူအမရစိတ်ပြက်တီကတပိုင်းဘေးနားကမရိုင်းနေသောလူများ၏အော်ဟစ်ဆဲဆူတန်ကိုတုံလို့စွာစိတ်ညစ်နေရသည်ကတပိုင်းမို့ပွဲမြင့်မြန်ပြီးပါစေဟုဆုတောင်းနေခဲ့သည်ကမ္ဘာပေါ်မှာဒုတိယအစဲရခံရဆုံးပုဂ္ဂိုလ်အမျိုးအစားမှာဘောလုံးသမားများဖြစ်ရန်တူသည်အခုတော့ပွဲပြီးသွားပြီကျမလည်းစိတ်ချမ်းသာသွားရပြီကစားကွင်းဂိတ်ဘဝမှတိုးထွက်ရင်းနဲ့နောက်တစ်ခါလာမကြည့်တော့ပါဘူးဟုဆုံးဖြတ်လိုက်သည်ဒီလိုပုံစံမျိုးနဲ့ကတော့ကွာထိုက်မပြောနဲ့မော်ထိုက်ကိုတော့ရှင်းနိုင်မှာမဟုတ်ဘူးကျမဘေးနာမှာကျေလောင်သောဝေဖန်သံထွက်လာသည်ကျမလှည့်ကြည့်လိုက်သည့်အခါမှတ်မိနေသောမျက်နှာတစ်ခုကိုမြင်ရသည်သူတို့ပါပဲကျမနားကြီးလောက်အောင်ဆဲရီအော်ဟစ်နေခဲ့ကြတာဖြူဖက်ဖြူရောကျင်းရှက်အင်ကြီးခဏခဏကိုလက်ခောက်တင်လျက်မသေးမသက်ဝစ်ဆင်ပြီးတော့စပင်ကခက်ရှုပ်ရှုပ်မျက်ခုံးပါမျက်လုံးကဟိုးချိုင်နေမှာအရက်တောက်နေကြမျက်လုံးမျိုးပင်သွေးကြောများကနေနေသည့်မျက်လုံးထိုမျက်လုံးများဖြင့်ကျမကိုဖြတ်ကနေလှည့်ကြည့်တော့ကျမမောက်အနေသို့တိုးကပ်သွားမိသည်မိန်းမတွေလည်းဘောလုံးပွဲကြည့်လာပြီကွာနော်ကျမကိုပဲစောင်းမြောင်းပြောလို့လားတကယ်ပဲအံ့ဩစွာမှတ်ချက်ချလေသလားမသိပါဘေးကသူ့အုပ်စုဝင်လူ၃ယောက်ကထိုကိစ္စကိုတယောက်တစ်မျိုးစူညံစွာဝေဖန်ချက်ပေးနေသည်ကိုကြားရသည်တယောက်ကတော့အကောက်မပေါ်တော့သောပစိုးကိုခပုံစကြီးကြီးထုတ်ဝေထားသည်တယောက်ကတော့ဘလို့မှမလိုက်ဖက်သည့်အနီရောင်ရှက်အင်ကြီးနဲ့ခရမ်းရောင်ပစိုးနဲ့ဘယ်လိုလူတွေပါလဲသူ့ရုပ်ကိုကြည့်တော့နင်းတဲ့ပြတနာကမမရှိမျက်နှာခက်ကြောင်ကြောင်လက်ဘေးမှာဆက်စီကြီးလားအိုမဲလားခမမရောစွန့်တင်ပေးကြနေသည်တယောက်ကတော့အခြားလူတွေလိုအလုတ်ကျန်းသမားဟုတ်ပုံမရတည်တည်တက်တက်မောင်နောက်တစ်ခါကျမလိုက်မကြည့်တော့ဘူးကောင်းပါလေဗျာဒီစကားကိုကြားချင်နေတာကြားပြီ
ကျမယောက်ျားသည်မိန်းမနဲ့ယောက်ျားဘယ်နေရာမှာအဆင့်အတန်းမတူညီနိုင်သည်ဟုသည့်အယူအဆကိုတစ်သက်လုံးဆွဲကင်လာသူဖြစ်သည်ကျမတစဘောလုံးပွဲဝါသနာပါလာသည်ကိုသူများယောက်ျားတွေလိုမုဒိတာမပွားနိုင်အာမပေးလိုသူဖြစ်သည်ဘောလုံးပွဲကြည့်နေတော့ကျမကမိခိုးနဲ့မေးရင်လည်းစိတ်မရှိတတ်သူဖြစ်သည်ကျမကမိန်းမပြီးတခါဒိုင်လိုကြီးပေးသည့်ပြစ်ဒဏ်များကိုနားမလည်လိုက်သည့်အခါမျိုးလည်းရှိသည်မောင်ကတော့နေအောင်ကွာပြီးမှရှင်းပြမယ်ဟုတူပြက်ပြောတတ်သည်မိန်းမဆိုတာမိန်းမနေရာမှာပဲနေကွာအဆင့်ကြော်မလာနဲ့ဤစကားဖြင့်မကြာခဏနှိမ်တဲ့သူလည်းဖြစ်သည်ကျမကလည်းမောင်ကိုမခံချင်စိမ့်နဲ့မောင်နဲ့အတူဘောလုံးပွဲအစီအစဉ်များကိုရှင်ပြန်၍စောင့်ကြည့်ဖြစ်သေးသည်မောင်ထက်ပို၍ကဲကကျမကဥရောပဖလားဘောလုံးပွဲဆီမီဖိုင်နယ်နဲ့ဖိုင်နယ်ပွဲစဉ်များကိုဗီဒီယိုခွေကူးယူထားလိုက်သေးသည်ဂျာမနီအသင်းတော်မှန်းတည်တော်လဲမောင်ကိုအမြင်ကပ်သဖြင့်ချက်အသင်းမအားပေးလိုက်သည်အချိန်ပိုကစားပွဲ၌ချက်အသင်းဂိုးပေးလိုက်ရသောအခါဂိုးသမားလေးကူပါကိုတနာ၍မစုံတော့ပေကိုတို့တက္ကစီနဲ့ပြန်ကြမလားကျမတို့ကစားကွင်းအပြင်ဘက်ရောက်တော့အခါအနေငယ်မိုးချုံနေပြီကောင်းကင်သည်အမောင်တန်းမှုစတင်လာပြီငါတအုပ်ဘူတာကြီးဘက်မှပြန်တန်းလာသည်ကိုမြင်ရသည်ပေါဝန်းကျင်သည်လှုပ်ရွဖြစ်နေစေအိမ်အပြန်အရင်လိုသူများနဲ့လမ်းမသည်ရှုပ်ထွေးနေသည်ကျမတို့ရှိတွင်ကိုပိုင်ကားများအငှားကားများဘတ်စကားများကလျင်မြန်စွာနဲ့ဖြတ်သွားနေကြသည်ဟဲ့ဘတ်စကားနဲ့ပဲပြန်မယ်ဒီချိန်ဆိုရင်အောင်ဆန်းခွဲမှကြည့်မြင်တိုင်းသို့အငှားကားမှအနည်းဆုံးတော့150မှ180အထိရှိတတ်သည်ကျမရဲ့ချိုးချံထွေတာစိတ်ကိုမောင်ကသဘောတူလိုက်သဖြင့်ကျမတို့သည်အနော်ရထားလမ်းတီစင်းကဘတ်စကားဆောင်းရပါသည်မကြမီမှာပင်ကျမရဲ့နှမျောစိတ်ကိုကျမကိုယ်တိုင်ပင်ပြန်လည်ဒေါသထွက်မိတော့သည်မယိုင်လာသည်ဟုကျမမှတ်ချက်ချတာတော့ဆဲရည်တတ်သည့်လူအုပ်စုသည်ကျမတို့နဲ့အတူကားဆောင်ပြီးတော့ကျမတို့တက်သည့်34ဘတ်စကားကြီးပေါ်သို့လိုက်တက်လာကြလေသည်ကျမတို့ကအီဂျာကဖြင့်မကြာခဏပြန်မှုသည်မို့34ကားကြီးတွေလာသည်ကိုမြင်ချင်းလိုက်ပါရန်ဆုံးဖြတ်ပြီးချက်ချင်းတက်လိုက်တော့ကြောင့်ထိုင်ကုန်နေရရပါသည်ထိုအုပ်စုကတော့အချင်းချင်းကြွညံ့အောင်စကားများပြောနေကြပြီးတော့ကားစပယ်ယာကအဝေးပြေးအောက်လန်းဟုထက်ခအော်မှလိုက်တက်လာကြသည်ဖြစ်သောကြောင့်နေရမရပါသူတို့အုပ်စုကမောင်ဘေးမှာကပ်၍ရက်နေကြသည်ကျမကမောင်သိအောင်တီးတိုးစကားဖြင့်တွေ့လားကွင်းထဲကလူတွေလေဤကဲ့သို့တတိပေးလိုက်သည်မောင်ကမျက်နှာတိမျက်နှာထားနဲ့ကျမကိုကြည့်လိုက်တော့မှရုတ်တရက်မျက်နှာလွှဲပြရသည်ကားရထားပြီးလူဆောက်နေစဉ်မှာသူတို့အုပ်စုသည်အတန်ကြဲနဲ့စကားပြောလိုက်တယောက်ကိုတယောက်တွန်းထိုးပုတ်ခတ်လိုက်ရဲမောလိုက်ခြင်းဖြင့်တကားလုံးသူတို့အတန်ကြီးတာဖြစ်သည်လူချတယ်ဆိုတာနာမည်သာဆိုတာသိအရသာရှိတာကွာဒိုင်လူကြီးညစ်ရင်တော့လူချပြစ်မှာကွာဒါမှမှန်ပါဈေးမဲ့ပွဲတော်ကကြည်ပါလားဘလောက်ညစ်လဲအာကစားစိတ်တဲ့ဆိုတာနှစ်ဖက်လုံးညီမကောင်းတာပါကွာဟိုဘက်ကညစ်ရင်တော့ဘာအာကစားစိတ်တဲ့မှထားမနေနိုင်ဘူးတွေ့ဖယားကျမရဲ့ဝတ်ကြွေးသည်တလန်းလုံးတောက်လျှောက်လိုက်ပါလာတော့မှထင်ပါရဲ့သူတို့ကလည်းချွေးစော်ဖြင့်အောက်တိုးနံရနေသည်ဟုထင်ရသည်အခုနေမြအငှားကားလေးနဲ့အိမ်ပြန်လိုက်ရရင်ဘလောက်လွတ်လပ်လိုက်မလဲသို့တော့ထိုင်ကုန်နေရာလေးကိုလည်းနှမျောနေပြန်ပြီငွေ150 200ကိုလည်းနှမျောနေပြန်ပါသည်အိုးဘာပဲဖြစ်ပေါ့ခဏပါပဲပြီးရင်ကုလန်ကိုသွားကြမှာကံကောင်းထားမှစွာလူမပြည့်တပြည့်အချိန်မှာတော့ကားစတင်စနိုးကထွက်ခွာလာသည်အနော်ရထားလမ်းပေါ်မှာရန်ကုန်တစ်မြို့လုံးကလူတွေကလမ်းလျှောက်နေတယ်လို့ပင်ရှုပ်ထွေးများပြားလာသည်ဈေးသက်များရဲ့အော်ဟစ်တန်များမှလည်းစူညံနေပါသည်ကားသည်တဖြည်းဖြည်းနဲ့ပိုပြည့်မြန်လာသောအခါအတန်ပလန်များသည်လည်းခလန်းလန်းမှကြံ့ရင်နေသည်ကျမတို့ကားထဲမှာစကားတန်များသာကြံ့တော့သည်ကျမတပြင်းတစ်ချက်ရှိုက်လိုက်တော့မောင်ကလှည့်ကြည့်သည်ကျမစိတ်ကျဉ်ကျက်နေခဲ့သည်ကိုရိမ့်မိဟန်ဖြင့်ကျမကိုပြုံးပြသည်မှတ်တိုင်4-5ခုအလွန်မှာတော့မမျော်လင့်မဲ့ဘတ်စကားကြီးကထိုးရသွားသည်ပထမတော့ကျမမှလူဆောင်သည်ဟုထင်နေသည်သို့တော့စပယ်ယာကတစိမ့်လောက်ပြုတ်မိုးဟင်းကလေးစားလိုက်ကြရအောင်ဟုဟာသားဖြင့်တတိပြီးတော့မှကားပြက်မှန်သိရတော့သည်ကျမတော်တော်ကိုစိတ်ညစ်သွားပါသည်လူတွေစင်းတုံးလို့ရောကားကပြန်ဆက်လို့လာပါမလား
စမနိုးရင်ဘဲနဲ့လုံးမလဲနောက်ထပ်ကားတစ်စီးစောင့်ဖို့ကလည်းမလွယ်ပါကဲစင်းတွန်ကြအောင်ဟဲ့ကျမတို့နာမှာမတက်ရနေသောအုပ်စုကခါဟာရဲနဲ့ဆင်းသွားပါသည်ဟုတ်တာပေါ့တွန်းကြည့်ရမှာပေါ့ကန်ကောင်းရင်လည်းစနိုးလာမှာပေါ့လူတချို့ထက်ဆင်းသွားကြသည်သို့တော့ထိုင်ကုန်တွေမှာတော့လူအပြည့်ကြံနေစေမောင်မစင်းဘူးလားကျမမောင်ကိုခတ်တိုးတိုးမိတော့မောင်ကခေါင်းခါရမ်းပြသည်တိုးမဲ့သူတွေအများကြီးပါကွာကျမမျက်နှာနှွေးကနေပူသွားပါသည်ဒါပေမဲ့မတွန်းရင်တော့စင်းပြမကောင်းမှာပေါ့မောင်ရဲ့တွန်းရမယ့်လူတွေအားနာစရာခက်ကြီးအပြစ်တင်းမိသွားအခါမောင်ရဲ့ဒေါသမျက်လုံးအကြည့်ကိုကျမရလိုက်လေသည်ကျမမျက်နှာလွှဲလိုက်ရသည်ကားနောက်ကိုပြတင်းပေါင်းမှတစ်ဆင့်ကောင်းပြုတ်ကြည့်လိုက်တော့နောက်ဘက်မှလူတချို့ကတွန်းနေကြပြီကျမထိုင်နေရတာလက်ပြမတန့်စွာခံစားရသည်ကျမဆင်းသွားလိုက်ရမလားဟုစဉ်းစားသေးသည်ကားဘော်ကဆင်းသည့်အုပ်စုတွင်မိန်းမတစ်ယောက်မှမပါတော့ကြောင့်ကျမဆင်းသွားရင်လူရဲစရာဖြစ်လေမလားဟုစိုးရိမ်မိပါသည်လူရဲတာမရဲတာကနောက်တာကျမနဲ့မောင်အရင်ရန်ဖြစ်ရမှာတေချာသည်ကျမကားထဲမှာဟိုတီအကဲခတ်ကြည့်မိသည်ထိုင်ကုန်မှာထိုင်နေကြသူများတွင်ယောက်ျားတော်များများပါသည်အမျိုးသမီး2ယောက်3ယောက်ပါသည်ထိုယောက်ျားများသည်အခြားသူများအောက်ဆင်းပြီးတော့ကားတွန်းချိန်မှာထိုင်ကုန်မှာဟန်မပြတ်ထိုင်နေနိုင်သည်ကိုကျမအံ့ဩမိသည်သို့တော့ဟန်မပြတ်တော့မဟုတ်ပါတချို့မှာဟန်ပြတ်နေကြသည်ဟိုဘက်လက်မရဒီဘက်လက်မရခေါင်းတဆောင်းဆောင်းနဲ့မတက်မတာထိုင်နေသူများလည်းပါဝင်သည်သူတို့ကျမလိုပင်လက်ပြမလုံတာတေချာသည်သို့တော့ထဆင်ပြီးတွန်းပေးဖို့အထိစိတ်ကောင်းရှိဟန်မတူပေတချို့ကတော့ဤကိစ္စသည်မိမိနဲ့မဆိုင်တယ်လို့အမှုအရာမျိုးပင်ဖြစ်သည်လက်ပြတန်းတန်းပင်ဆက်ထိုင်နေကြသည်စင်တွန်းရသည့်လူတွေထဲမှာကားပြတ်သည့်အတွက်တာဝန်ရှိနေတယ်လို့မိမိတို့မှာတော့ဘာတာဝန်မှမရှိတယ်လို့ကြည်စံယောက်ျားတွေဖြစ်ပြီးတော့နေနိုင်လိုက်ကြတာမောင်မျက်နှာကိုအကဲခတ်မိတော့အခါကျမပို၍ပင်အံ့ဩသွားရသည်မောင်ဒီလည်းဟန်မပြတ်နေနိုင်ပါလားမောင်ကကျမမျက်နှာအမူအရာကိုရိပ်မိဟန်ရှိလေသည်မင်းကဘာဖြစ်နေရလဲဤကဲ့သို့ခန်းခန်းကမေးလေသည်ကားကြီးကအကြီးကြီးမောင်ရဲ့ဟိုမှာလူတွေတိုးနေရပြီဒီမိမကားသည်တဖြည်းဖြည်းလှုပ်လာပြီးနောက်ရှေ့သို့တရွေ့ရွေ့တိုးသွားသည်ကားရှိပိုင်းမှာယောက်ျားအချို့သည်ဗတ်မလဲပဲကားရှိသို့မျက်နှာတွေကစုပြုံရက်နေကြသည်ကိုလည်းကျမသတိထားမိသည်လူတွေဟာမညီမျှကြဘူးဟုကျမတွေးမိနေတော့လေထိုမညီမျှသည့်လူတန်းစားထဲမှာကျမလည်းပါဝင်နေသည်အိုးဘာဆိုင်လဲကျမကမိန်းမတယောက်ဟာယောက်ျားတွေနဲ့အတူကားဆင်းတို့မို့ဘယ်လိုမှမဖြစ်နိုင်ဘူးထိုခဏ၌ပင်ကျမရဲ့စင်ကြီးကိုကျမပြန်၍ရည်ကျင်းသွားသည်ပါလေနေရတကာမှာမိန်းမဟာယောက်ျားနဲ့တန်းတို့အခွင့်အရေးရတဲ့နယ်လို့တောင်းဆိုလာခဲ့တဲ့မိန်းမအခုဒီလိုအခါမျိုးမှာတော့ဘာလို့အခွင့်အရေးတူမရပြင်တယ်လဲဘာဖြစ်လို့အားနွဲတဲ့မိန်းမသားအဖြစ်နဲ့ပေကက်နေကြတာပါလဲကျမဆင်းသွားလိုက်ရင်ဘာဖြစ်သွားမှာမို့လို့လဲထိုခဏ၌ကျမရဲ့ဥကောင်းတက်မှာတခုခုကဖိကတ်ထားသလိုလေးလံလာသည်ကျမရဲ့ခန္ဓာကိုယ်မှာလည်းမလုံမလဲစိတ်တို့နဲ့တောင်းတောင်းကြီးဖြစ်လာသည်ညာတန်ပေး၍တွန်းနေကြသည့်အတန်များနဲ့အတူကားကတအီးအီလှုပ်လာပြီးတော့ရှေ့သို့တိုးသွားချိန်မှာကျမရဲ့ခန္ဓာကိုယ်သည်ကားကြီးတစ်ခုလုံးကိုထမ်းပိုးထားရသလိုလေးလံလာသည်ကျမဘလို့မှမနေတာတော့ရုတ်တရက်မတက်ရလိုက်မိသည်မောင်ကပြုံးကနေမော့ကြည့်ပါသည်ဘာလို့မလို့လဲစင်းမလို့ဟာမင်းယူနေလားဒါမင်းအလုပ်မဟုတ်ပဲရာပြီးသားနေရာလေးပျောက်သွားအောင်မယ်ထိုခဏမှာကျမသည်လေထဲမှာကိုခန္ဓာတစ်ခုလုံးလွင့်ပြန်ပျောက်သွားပါစေဟုတန်းတားမိနေသည်ကျမဘဝမှာမောင်အတွက်တခါမှဒီလောက်ထိမရှက်ရဘူးဟုထင်မိပါသည်လက်ဆက်တော့ကားဘော်ကမစင်းတာဟာနေရာပြောက်မှာစိုးလို့လေဖះဒီလောက်ခရီးတို့ချိန်လေးတွင်းမှာတော့မောင်ဟာနေရာကိုတက်မှတ်နေတယ်ပေါ့မောင်ရဲ့ဒေါသတကြီးဆွဲချထိုင်ခိုင်းမှုကြောင့်လားကျမရဲ့ခန္ဓာကိုယ်ကပဲအားအိမ်တွေကုန်ခန်းသွားလို့လားမသိပါကျမသည်ထိုင်ကုန်မော်သို့ထိုင်လျက်ကျသွားပါသည်ထိုအချိန်မှာပင်ကားဆက်တန်ပေါ်ထွက်လာပြီးတော့ဟေးကနေပျော်ရွှင်စွာအော်ဟစ်တန်များကြားရသည်ထို့နောက်သူတို့အားလုံးကားပေါ်သို့ကမျောကတော်နဲ့
ပြန်တက်လာကြသည်ဘောလုံးပွဲမှာဆဲရဲတိုင်းထွာသည့်လူအုပ်စုကကားရှိတကားပေါင်းမှထွက်လာကြသည်ဖြစ်၍ရှေ့ပိုင်းမှာပင်ရပ်နေကြပါသည်ကျမနဲ့မျက်နှာချင်းဆိုင်ဖြစ်နေသောထိုအုပ်စုသည်စောစောကလိုပင်စားလိုက်နောက်လိုက်ရေမောလျက်ရှိပါသည်သူတို့စင်တွန်းချိန်မှာထိုင်ကျနေရက်ခဲ့သည့်လူစုတွေရှိနေပါသလားဟုဒေါသဖြစ်သည့်ဟန်မျိုးလည်းမရှိဒေါသဖြစ်ခဲ့ရင်လည်းကာတွန်းတုံးကဆဲရဲတိုင်းထွာခဲ့ရောပေါ့ဒေါသတွေကုန်ခဲ့ရောပေါ့ဒီလိုဆိုပြန်တော့လေဆဲရဲသည့်နေကအကောင်းသားပါလားကားသည်ဆက်တန်မှန်လာပြီးတော့နေရာမှထွက်ခွာလာသည်သူတို့ကကားဆင်းတွန်းပြီးကျမတို့ကဘာဖြစ်လို့များအေးအေးဆေးဆေးနဲ့ထိုင်ကြရရတယ်လေလမ်းတစ်လျှောက်လုံးကျမမျက်နှာပူစွာနဲ့ခက်ရှက်ရှက်ဖြစ်နေသည်တခုသေးချာသည်ကတော့ကားဆင်းတွန်းကြသည့်လူများအလုံးသည်မတ်တက်ရက်စည်းသူများသာဖြစ်ကြသည်သူတို့အတွက်ကားဘော်ကဆင်းရခြင်းဟူသည့်အဖြစ်သည်မထူးဆန်းလာပေငကိုယ်တွေကနေရာမရခဲ့သောကြောင့်ဖြစ်သည်ဒါပေမဲ့ဒီကားကြီးပြယုံမှုအတွက်သူတို့သာတာဝန်ရှိသည်မဟုတ်ပဲထိုင်နေတဲ့သူများတွင်လည်းတာဝန်ရှိသည်ဟုသောအသည့်သူတို့ထဲမှာမရှိကြဘူးလားရှိတော့ရှိမှာပါသို့တော့တိတ်တွဲကက်နေ၍အကြောင်းမထူးဘူးဟုမြင်သွားလို့လားသို့မဟုတ်ငါတို့တက်နိုင်တဲ့လောက်တော့လုတ်ပေးပါမယ်လေဟုသောစေတနာကြောင့်လားသို့မဟုတ်မတက်ရစည်းနေသည့်လူဒန်းစားကသာကာတွန်းရန်ပိုး၍တင့်တော်ပါသည်ဟုကျိုးတော်စွာအကျင့်ပါနေလို့ပဲလားဘာပဲဖြစ်ဖြစ်ကျမနှာခေါင်းရှုပ်အပြစ်တင်ခဲ့သောအုပ်စုကပေါ်ပါတော့လက်စာဆင်း၍ကာတွန်းကြရသည့်အဖြစ်အပျက်ကြောင့်ကျမပို၍ပင်မလုံမလဲဖြစ်ရပါသည်ထို့အကကျမတို့ထိုင်နေသူများဘက်မှစင်ကြေတစ်ခုခုကိုရှာတွေ့ရန်ကျမအပြင်းအထန်ကြိုးစားရုံမိသည်ယောက်ျားကြီးကြီးတွေယောက်ျားငယ်ငယ်တွေကျမတို့လိုမိန်းမတွေအပါအဝင်ထိုင်နေသူအလုံးကဘာကြောင့်ဆင်းမတွန်းကြတာလဲတာဝန်သိစိတ်မရှိလို့တော့မဟုတ်နိုင်ပါဘူးနော်ဂျောင်းကိုကျင်စိတ်ကြောင့်လည်းမဟုတ်နိုင်ဘူးထင်ပါရဲ့ကိုမလို့ရင်လည်းလုံမဲ့သူရှိနေကြောင်းသိနေလို့ပဲဖြစ်မည်ထို့သို့တွေးယူလိုက်တော့အခါကျမထိုင်နေရတာကအနှဲငယ်တက်တာသွားသလိုရှိသည်တော်ပါသေးရဲ့ငါနဲ့စောစောတုန်းကသာဒီအတွေ့မျိုးတွေးလိုက်ပါတော့လားဒီလိုသာဆိုရင်ကျမမောင်နဲ့ရန်ခံဖြစ်ပြီးတော့ထိုင်ရမှထိုင်ရမိမှာမဟုတ်ပေကျမရဲ့မျက်စိအကြီးကရှေ့အုပ်စုထံရောက်သွားပြန်သည်ဒီတခါတော့ရှေ့အင်းကြီးအနေရောင်ဝတ်ထားတဲ့သူနဲ့ကျမအကြည့်ချင်းစုံသွားသည်သူကျမကိုတော်တော်ကြာအောင်ကြည့်နေလေသည်ဘယ်လိုအကြည့်ပါလဲဘောလုံးပွဲမှာတွေ့ခဲ့သည့်မိန်းမဟုမှတ်မိလေသည့်အကြည့်လားမိန်းမတွေလည်းဘောလုံးပွဲလာကြည့်တာကိုဟူသည်အသေးအမှတ်ပြုသည့်အကြည့်လားမဟုတ်ပါတီးထက်ပိုပါသည်တယောလှောင်ပြောင်လိုသောအကြည့်လားကားကိုဆင်းတွန်းလိုက်တာကျုပ်တို့ဗျကျုပ်တို့ကြောင့်ခမည်းအိမ်တွေမပြတ်တာဟုဂုံဖော်လိုသည့်အကြည့်လားသို့မဟုတ်အချမ်းခိုသမားများဟုမကြေမနက်ဆွဆွဲသည့်အကြည့်လားထိုကနာ၌ကျမသည်ရခင်ကလိုမျက်နှာပူနွေးလာပြန်ပြီးတော့မလုံမလဲခံစားရပြန်သည်ကျမကားပရင်ဘတ်သို့မျက်နှာလွှတ်ပြရသည်။အိုးသူတို့တွေသာကားပေါ်မှာထိုင်စရာနေရာရလာခဲ့မယ်ဆိုရင်သူတို့လည်းကားကိုဆင်းတွန်းမှမဟုတ်ပါဘူး။ငါတို့လိုပဲထိုင်ကျနေခဲ့မှာပါ။စိတ်ကူးဖြင့်အနေထားပြောင်းကမှန်းစာတွေးကြည့်ပြီးနောက်ပင်းသက်တစ်ချက်ရှိုင်းမိသွားသည်။ဤအဖြစ်သည်အမှန်ဖြစ်ချင်မှဖြစ်မည်။သို့မဟုတ်မှားချင်လည်းမှားနိုင်သည်။ဒါမျိုးကမှန်းစာကြည့်ရုံနဲ့အဖြစ်သည့်ပု္ပ္ပစာမျိုးမဟုတ်ချေ။ကဲစာရေးသူဆီယမကျူရဲ့ဆဲတဲ့သူများနဲ့တညက်နေဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။စာအုပ်စာပေကောင်းများကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ဖြိုးရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။